မင်္ဂလာပါဗျာ A Day in My Life vlog ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့ Solomon English Learning Center အတီချေတယောက်အနေနဲ့တနေ့တောင်ဘယ်လိုဖြတ်တန်းလဲဆိုတာပြသပေးတော့မှာဖြစ်ပါတယ်ဒီနေ့ကတော့ Center 1ဘက်မှာ Pre-GD ကျောင်းသားတွေနဲ့ GD ကျောင်းသားလေးတွေရဲ့ Presentation Day ရှိတာကြောင့်မလို့တွားရောက်ပြီးကြည့်ရှုမှာဖြစ်ပါတယ်ကျွန်တော်တို့က Center 2ဘက်ကနေပြီးတော့ Center 1ကိုတွားနေတာဖြစ်ပါတယ်Center နှစ်ခုကတော်တော်နဲ့ဝေးတာမလို့တော့ဆရာတယောက်ရဲ့နောက်ကနေပြီးတော့မှ Cycle Light စီးပြီးတော့လိုက်ရပါတယ်ဗျဒါကတော့တောင်ငူမြို့ရဲ့မိုးရည်ရှုခင်းလေးဖြစ်ပါတယ်ဗျဒါတော့ပဲများနေတာပါစန်တာဝမ်ကိုတော့ရောက်ပါပြီဗျကျွန်တော်တို့နောက်မကြဖို့တော့မျှော်လင့်ပါတယ် brother ကိုပြန်ရိုက်ပေးမယ်လို့ပြောတဲ့ဆရာကြောင့်မလို့ကင်မရာကိုပေးလိုက်ပါတယ်ပြီးတော့တတပြပါတယ်ကျွန်တော်နည်းနည်းတော့နောက်ကျသွားပါတယ်အထဲမှာတော့ကျောင်းသားတစ်ယောက်နှစ်ယောက်ကတော့ presentation လုပ်ပြီးသွားပါပြီ Today's preparation lead to tomorrow's success ဒါကတော့ SCLC ရဲ့ဆောင်ဖို့ဖြစ်ပါတယ်အားလုံးကအင်ကြီးအပြောင်စစ်တူလေးဝတ်ထားတဲ့အချိန်မှာကျွန်တော်ကတော့အင်ကြီးမီခိုးရောင်ကြီးနဲ့ imposter ကြီးဖြစ်နေပါတယ်ဗျအဲ့ဒါနဲ့ရှက်လို့အိမ်တာမှာတော့ခုံးဖို့ပါတယ်ဒါကတော့အိမ်တာကိုတော့နေလမ်းဖြစ်ပါတယ်ဒီအခန်းထဲမှာ presentation လုပ်နေကြတဲ့ကျောင်းသားတွေက GED batch 2ကျောင်းသားတွေဖြစ်ပါတယ်ကျွန်တော်တို့ကြောင့် GED batch 1ဒီမှာတက်ခဲ့တာဖြစ်ပါတယ်အရန်တော်တဲ့ကျောင်းသားတွေရဲ့ senior ဖြစ်ရအရန်ကိုဂုဏ်ယူပါတယ်ဗျအခုကတော့ presentation ပြီးလို့ခုံနေသိမ့်ပြီးတော့အပြင်မှာဓာတ်ပုံသွားရိုက်ကြမယ့်အချိန်ဖြစ်ပါတယ် group photo တွေရိုက်မှာဖြစ်ပါတယ်ပြပြတွေကြားမှာ imposter အနေနဲ့ဓာတ်ပုံဝင်ရိုက်ပါတယ်ပြီးတာနဲ့သူတို့ကိုဓာတ်ပုံရိုက်ပေးပါတယ် presentation လည်းပြီးပြီမလို့အိမ်ပြန်มาတော့မယ်အပြင်မှာတော့ကျွန်တော်တငယ်ချင်းနောက်ကိုလိုက်ပြီးတော့ပြန်ပါတယ်ကျွန်တော်တငယ်ချင်းကကျွန်တော်မဟုတ်ဝေချင်းပဲပြောတာနဲ့သူနဲ့သူလိုက်ပါတယ်အုံးစင်းမို့ဆိုလို့ရှိရင်ကျွန်တော်က ready ပါပဲဗျမိုးရမ်းရော်ထားမလို့တချို့နေရာတွေမှာရေကြီးနေပါတယ်ဗျလမ်းတစ်လျှောက်မှာမြင်မြင်တများအကုန်ကိုဗီဒီယိုရိုက်ထားပါတယ်ဗျပေါင်လာတယောက်လုံးဖြစ်ကိုတီယိုတားစားကြမှာဖြစ်ပါတယ်ဗျဆိုင်ကတော့တန်ကူသားတိုင်းသိတဲ့မြင့်မြင့်တန်ကိုတီယိုဆိုင်ဖြစ်ပါတယ်ဗျဒီဆိုင်ရဲ့ကိုတီယိုရတာကတော့ကျွန်တော်ရဲ့အသေးဆွဲပါပဲဗျမကြာခဏဆိုသလိုဒီဆိုင်မှာကျွန်တော်လာစားလေးရှိပါတယ်ဗျဒါပေမဲ့ဒီတစ်ခေါက်ကတော့မှတော်တော်ကြာမှပြန်လာစားဖြစ်တာဖြစ်ပါတယ်တခါလာစားတိုင်းလဲဈေးတစ်ခါတက်ပါတယ်ဗျပြီးခဲ့တဲ့တစ်ခေါက်လာစားတော့ကတော့9000ဖြစ်ပါတယ်ဒါပေမဲ့ဒီတစ်ခေါက်တော့တပွဲကို6000ဖြစ်သွားပါပြီဗျဒါပေမဲ့အရာတော်ကြိတ်တာကြောင့်မလို့ဈေးတက်လည်းပဲအများတန်းလာစားဖြစ်ပါတယ်ဗျစစ်တောင်းပြီးရတဲ့ဝါတိကြိတ်ပါပြီဗျ vlogger တွေအားကြပြီးတော့ဘက်ဂရုံကင်မရာကိုပြတာမှောက်ကျသွားပါတယ်ဗျတော်သေးလို့မငတ်သွားတာစစ်ကြုံလို့ကြော်ကတော့ဒီဆိုင်ရှိရဝယ်စားဖြစ်ပါတယ်နာမစားရတော်တော်ကြာသွားလို့ထင်တယ်ဗျပုံမှန်အဆက်လေးတော့မှကျွန်တော်တော်တော်ဆက်နေပါတယ်ဆက်လည်းဆက်ဆွဲတာပဲဗျဒါလေးကကျွန်တော်ကြိုက်တဲ့ Q ထောင်ဖြစ်ပါတယ်ဗျစားကြပါအောင်ဗျကြောင်တော့ပါပြီကြံနေတဲ့ကြက်ကြော်လုံးကြော်လည်းအပြက်ရှင်းပါတယ်ဗျစားပြီးတော့ပါပြီအပြန်လန်းဖြစ်ပါတယ်ခေါင်းစင်လိုက်ရတော့မျက်နှာကြီးကတော့ဖြီးနေပါတယ်ဗျအရှိဘက်ကပြန်ရောက်ပါပြီကျွန်တော်တကယ်ချင်းကကျွန်တော်ကိုစန္ဒထူးမှာပြန်ချပေးခဲ့ပါတယ်ဗျအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက် vlog မှာပြန်ဆုံကြပါမယ်ဗျ bye bye